င်္ဂလာပါဒီနေ့မှာတော့ Apple Store ကနေပြီးတော့ iPad Back to School promotion နဲ့ဝယ်ထားတဲ့ဟာကို unboxing လုပ်ပြသွားမှာဖြစ်ပါတယ်ပုံမှန်ကတော့အဲ့လို unboxing တော့တိတ်ပြန်မလုပ်ပြဖြစ်ဘူးပေါ့။ထောက်ကဘာလို့ unboxing လုပ်တာလဲဆိုရင် Apple Store ကို online store ကနေမှာထားတာဖြစ်ပြီးတော့ကိုယ့်ရဲ့ domain လေးကို iPad ပေါ်မှာ device ပေါ်မှာ encrypting လုပ်ထားတာလေးပြပြချင်လို့ပါ Back to School promotion နဲ့ဆိုတော့ iPad ရယ်နောက်Apple Pencil ရရတယ်ပေါ့နော်iPad A6 ဖြစ်သွားတဲ့အတွက်ကြောင့်မလို့အရင်အဟောင်းရှိတဲ့ pencil လေးနဲ့တုံးလို့မရတော့ဘူးအဲ့တော့ pencil အဟောင်းလေးကိုလည်းဝယ်ကြပြန်ဝယ်ပေးကြပါအောင်လို့တုံးချင်တယ်လို့ရှိရင်iPad အဟောင်းကိုတော့ recycle လုပ်လိုက်ပါပြီသူတို့ store မှာပဲတခါလေးပေးခဲ့လိုက်တယ်ပေါ့နော်encrypting လုပ်ထားဆိုတော့ဘယ်လိုလေးဖြစ်မလဲဆိုတော့အရင် excited ဖြစ်နေပြီ sparkle လေးရယ်နာမည် character လေးလုံးရယ်နောက် peace emoji လေးရထည့်ထားတယ်ပေါ့နော်အဲ့တော့လုပ်ကြည့်ပါမယ်ဒီခေါက်အပြရောင်လေးမှာထားအရင်အဟောင်းလေးကတော့ space gray လေးအရင်အဟောင်းဆိုလည်းအစ်အတိုင်းပဲရှိနေသေးတယ်ဒီ6တက်ရက်3ရက်တာနဲ့မှာတော့ပုတ်ကြီးကကြွသွားဆိုတော့လူများကျက်စီရတယ်ဒီသူပြော9နှစ်လောက်တော့3တက်နေတဲ့အေးဒီမှာ3နှစ်ပဲ3ရတယ်ဟာလို့ဆိုတော့ okay ထုံးစံတိုင်းပဲပေါ့နော်ပါလာတော့အတွင်းကောင်းရယ် iPad ကြထည့်ပေးပြီးတော့ iPhone ကြဘာလို့ထည့်ပေးရလဲမသိနော်အတွင်းကျိုးရယ်အရင်ကလည်း type C ပါပဲ iPad ကတော့ sticker ပါပြီးလားမသိဘူးခါတိုင်းကတော့ sticker ပါတယ်အခု sticker မပါတော့ကြာပြီနော် sticker မပါတော့ဘူးဒီဗီဒီယိုလည်း edit မလုပ်ဘဲနဲ့ line တိုက်ရိုက်တင်မှာဆိုမြင်မြန်လေးပြလိုက်မယ်အခုတော့မနစ်ရှိသွားတယ်အမြန်ရိုက်ထားဆိုပေမဲ့အရင်မသိတာညီရလားမေညီရလားဒီမှာ encrypting လုပ်ထားတဲ့ဟာလေးကနားလေးမှာအပြာရောင်လေးမှာထားဆိုပေမဲ့မိုးပြာရောင်လေးပေါ့နော်ဒီအလင်းအောင်ကြောင့်မသိမြင်ရအောင်တယ်ဟာ PC လေးဆိုတော့ pencil ကိုလည်း encrypting လုပ်ထားပါတယ် so let's unbox တန်လေးနားထောင်ကြည့်လိုက်ဒီများလို့ ASMR လုပ်ချင်တယ်ဒါပေမဲ့ mic မရှိတော့ခါကျတော့ ASMR အတန်မထွက်လာဘူးနော်ဆိုတော့ pencil ကတော့ pro pencil pro ဆိုမဲ့လေမမတော့ထူချောင်းနေဘူးခါလိုက်လို့ပဲခါလိုက်ငါကိုအဟောင်းလို့ပဲတူတူပဲ pencil pro ဆိုပြီးတော့ပဲတတ်ထားရပါတော့ခါဒီလိုပဲခွာချလိုက်တော့ okay ဒီမှာတော့ wine ဆိုပြီးတော့တစ်လုံးနဲ့ပဲဟုတ်လို့ကမြေဟုတ်ကဲ့ပါခင်ဗျာ I open my ဆိုတော့ဗီဒီယိုတွေကိုကောင်းကောင်းလေးပြန်ပြီးတော့ edit လို့ရပါပြီတောင်းလိုက်ပါဦးမယ်အားလုံးပဲကျေးဇူးတင်ပါတယ်တာပါ